အားလုံးပဲမင်္ဂလာပါအခုကျွန်တော်တတိပေးချင်တာထိုင်းရောက်မြန်မာတွေပေါ့နော်အခုထိုင်းမှာမြန်မာပြည်သားတွေပြဿနာမျိုးမျိုးထိုင်းလူမျိုးတွေကိုရှာနေကြတာအဲ့ဒါတွေ့ရရုံမဟုတ်နော်နိုင်ငံရေးဆိုတာတိုက်ဆိုင်မှုဆိုတာမရှိဘူးဘာလို့လဲဆိုတော့မြောင်လိုက်တော့သူတို့ထိုင်းနဲ့ကမ္ဘောဒီးယားမောင်းပြန်တယ်လို့မျိုးလဲမြန်မာပြည်သားတွေကိုဟိုကထိုင်းမြန်မာပြည်သားတွေထိုင်းမှာအများများတယ်ပြီးအားလုံးကအမေစုတာသမီတွေပဲဖြစ်တယ်အဲ့ဒါသူတို့ထိုင်းရောက်မြန်မာတွေဒုက္ခရောက်အောင်ဆိုပြီးမှထိုင်းမှာသူတို့လူတွေလွတ်တယ်ပြဿနာအမျိုးမျိုးဖြစ်အောင်လုပ်တယ်ပြီးထိုင်းလူမျိုးနဲ့ပြဿနာဖြစ်အောင်လုပ်တယ်အဲ့လိုမျိုးတအားလုပ်လာတယ်နော်ကြီးဥစားကြပါအဲ့ဒါအဲ့လိုမျိုးထက်မှကိုတမပါမိပါစေနဲ့လို့တတိပေးချင်ပါတယ်နော်အဲ့ဒါသူတို့မြန်မာပြည်သားတွေအဲ့လိုအများကြီးဖြစ်အောင်လူမျိုးရေးတွေပါတယ်ပါလာပြီးပြဿနာဖြစ်ပြီးမှဟိုကထိုင်းနိုင်ငံနေအမောင်ထုတ်အောင်လို့သူတို့အဲ့လိုမျိုးကြံစည်နေတယ်နော်ယူဆကြပါ